ငါဖုန်းကလည်းအားကုန်တာမြန်တာဝယ်ထားတာတော့မကြသေးဘူးအဲ့ဒီမှာအားသွင်းကျုပ်ပါလားဘယ်နဲ့နင်ဖုန်းနဲ့ငါဖုန်းနဲ့တူတူဝယ်တာမှတ်လားနင်ဖုန်းကအားခံလားဘယ်သူဟဲ့အောင်ဘယ်လောက်ကြံနေတာငါရဲ့ဖုန်းက98%ထိတောင်ကျန်သေးရဲ့ဟမ်ဟုတ်လားဟာ85ပဲကျန်တော့တယ်ဘယ်လိုဖြစ်တာလဲမသိဘူးအဲ့ဒါနင်ဘက်ထရီစကဲကောင်ကြောင်းအောင်သေချာမသိသေးလို့ iPhone ဘက်ထရီဆိုတာအားသွင်းတဲ့အကျိန်စကဲကောင်900ပြည့်ပြီဆိုတာနဲ့ဟိုဘက်ထရီဟက်က80%လောက်ကိုကျသွားပြီနင်ကအားကုန်အောင်သုံးပြီးတော့ခဏခဏအားပြည့်သွင်းနေရဆိုတော့စကဲကောင်တွေကကျပြီပေါ့ပြီးတော့လေဖုန်းတွေတွေမဟုတ်ဒီ MacBook တွေမှာလည်းစကဲကောင်ဆိုတာရှိတယ်MacBook တွေကတော့ပုံမှန်အပြည့်နေစကဲကောင်1000ပြည့်ပြီဆိုတာနဲ့သူ့ရဲ့ဘက်ထရီကစကျလာပြီအားသွင်းမယ်ဆိုလို့ရှိရင်100အထိရအောင်မသွင်းမဲနဲ့80လောက်ပဲ limit လုပ်ပြီးတော့မှသွင်းတာပိုကောင်းတယ်ပြီးတော့နေကဖုန်းအကုန်လို့ရှိရင်လည်းအာသွင်းကျုံတန်းလိုင်းနဲ့သုံးတာဆိုတော့ဖုန်းကပူပြီးတော့စာကဲကောက်နေတက်တာမြန်တာပေါ့ငါဆိုလို့ရှိရင်20အောက်ကိုရောက်မခံဘူးပြီးတော့လို့ရှိရင်လည်းဟို80လောက်ရောက်တာနဲ့ငါဖုန်းအောင်ဆက်မသွင်းတော့ပြီးတော့နောက်ထပ်အကြံပေးချင်တာကနင်ဒီ setting လေးတွေကိုအမြဲ on ထားတဲ့တယ် setting တွေကိုဝင်ဘက်ထရီကိုနှိပ်ပြီးတော့လို့ရှိရင်ဘက်ထရီဟန်ချခြင်းတွေက automatic battery charging on ထားလို့ရှိရင်ကိုကနေအားသွင်းတဲ့ပုံစံမှတ်ထားပြီးတော့ဘက်ထရီတက်တန်းကိုလည်းဆွဲဆက်ပေးMacBook သုံးတဲ့သူတွေအနေနဲ့ကလည်း system setting တွေကိုဝင်ဘက်ထရီတွေက automatic battery charging ကို on ထားဖို့လည်းမမေ့နဲ့ဦးနော်ဒါဆိုရင်လည်းငါလည်းဒီ setting နဲ့ on ထားမှရမှာပေါ့အခုကြည့်နေကြတဲ့သူတွေရော battery health ဘယ်လောက်ကျန်သေးလဲဆိုတာကို comment မှာပြောသားပေးပါဦးအခုလိုနည်းပညာ test တွေကိုအမြဲတက်ဆက်ပေးနေတာဖြစ်လို့ဒီလို user guide unit ရဲ့ Facebook page TikTok channel နဲ့ YouTube channel တွေကို like and follow subscribe လေးလုပ်သားပေးပါဦးနော်ဒီဗီဒီယိုလေးကကိုယ့်တက်သုံးဝင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုလည်း share သွားပေးပါဦးအဆုံးထိကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲတတာ